ကားတွေရောမကြည့်အောင်အိုးရေတွေကိုထွက်လို့ကြည့်အောင်အောက်ထဲမှာမြေကြီးထားတဲ့အချိန်နဲ့တလားလောက်ကတော့ဟိုင်းရစ်သားနဲ့ပြင်ဒီလမ်းကြောင်းတော့ယာယီပြင်လာပါတော့ဒီနေသားကတော့လောက်နဲ့ပြင်ဆင်ရမှာအနည်းဆုံးပြင်ဆင်ရမှာတရားကတော့ထိခိုက်မှုတိတ်မရှိပေမဲ့ဒီပြည့်ရအောင်ကြတော့အင်မတန်မှပုံမကားကြီးဟုတ်ကားကိုဘက်ဆက်သွားလို့မရတော့ရတော့ဘူးကူးကြမှာတော့ခင်ဗျားတို့ထုတ်ကြည့်လဲအဲ့ဒါယူကားတစ်စီးဟိုမှာလဲတော့ပါတော့မဟုတ်ဘဲနဲ့ရှေ့ဘလို့လဲကူးကြမှာတော့စားပါလေအပေါ်လေဆိုကူးနိုင်တယ်လူကူဆင်းညာနေပဲလို့အနေများလေမင်းတို့